Tirada guna buzaya nanadida damagada Pande duranavya joza shadi Tadanabi ajo siaro shendumya pya Pande kamatha bwemya donya yala Tadanabi kong sututa Tadama zodika daza Waizidiro ya siaro shendumya pya Dhani Tara Sanda Dugonjavi Subong Yinya Siwega Pien Uza Jemba Yagu Kakala Damayanai Mahodo Jile Tara Yoshuen Zwa Pien Uza Senwe Gomyu Uzawe Mingla Jidi Kalo Jadu Chain Talk Chain Kaya Babi Pia Tanda Paramini Nyani Devi Adi Yaula Kalayana Nevin Rosin Bondo Di Tirada Tila Dama Divinyani Teka Doya Ajemia Go Josa Pita Padana Disnia Konya Shindisnia Shimia Uza Guna Buzaya Tadama Zodiga Deza Kombu Weather Sin Jemba Buzo Jaya Nana Dida Ajenya Dineya Thana Yadida Didima Tamagada Manobo Binzo Simpien Yichun Haraya Darajwa Yue Uza Devin Sin Jembaya Inia Itanado Adudagwa Yaula Java Gomi Paya Pande Duranavya Joza Shadi Tadanabi ajo siaro Ashendumya Paya Pande Tarama Zodika Daza Wadizidoya Ashediziriya Ashendumya Paya Dwang Puramya Swa Tadanai Yawa Twinlin Amagin of Alin Sounda Shimya Payadi Tama Mizagi Tarama Zodika Daza Wadizi Kani Goyo Buzo Damu Ajabi Tassin Tuga Buzo Wedo Senwe Ya Lundemadi Uzadana Belindona Nidida Kosi Nepia Chanda Zwapin Gida Shwemyu Trino Lomba Siaro Shinmia Pia
ခြေတော်စုံဥခိုက်၍ပန်ကြားလျောက်ထားအပ်ပါသည်ဆရာတော်တန်ဃာတော်ရှင်သူရတို့ဗျာယခုအခါထပ်စင်ကုန်ပြုပူဇော်မင်္ဂလာခန္ဓာကြီးစတင်ဖွင့်ပြုတော်မူပါရာခြေတော်စုံဥခိုက်၍ပြေဆောင်ပန်ကြားလျောက်ထားအပ်ပါသည်ဗျာဆရာတော်တန်ဃာတော်ရှင်သူရတို့နဲ့တကွအားလုံးသောမင်္ဂလာအဲ့ပြိတ္တာပေါင်းလို့ဗျာစပယ်ကြရုံကမုန်းခတ်တာတင်းပြန်လာသောပိုင်းရဏတွေအနတ်ဟာလေးယူရာကိုပြန့်နှံ့တဲ့အလေးထားရှိပါတော့လေသူတော်ကောင်းတို့ရဲ့တန်တန်မှာရှိတယ်ဆရာတော်တန်ဃာတော်တို့တန်ဃာတော်မှာတန်တန်မှာရှိတယ်ပါဠိမှာခါတာဝရတိလာအိန္ဒြိယတာဝရတိလာအာဇီဝပါဠိတုတ်တိလာပစ္စယတန်နေတိတာတိလာအစရှာတဲ့တိလသမารီပညာဆိုတဲ့ပိုင်းရဏတို့ဟာဖြင့်လေးစုံလေးညာရက်စင်တဲ့နာကိုပြန့်နှံ့မွေးထုတ်ရရှိပါတယ်ဒီလိုတော့တာရကကိုပမာပြပြီးတော့မှယခုခါကျွန်တော်များရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်တော်ကူလေးပြတ်သက်ကျောင်းတိုင်းမဏိရတနာကျောင်းတိုင်းမှာသတင်းသုံးတော်မူတဲ့ဆရာတော်ဗရဏတေဇနိယအရှင်မြတ်အားတရမဇောတိကဘုရားစိတ်တော်ဂုံပြုပူဇော်ခံရရှိတော်မူသဖြင့်ထပ်ဆင့်ဂုံပြုပူဇော်သည်ကုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားသည်ယခုခါကုသရောမင်္ဂလာခန္ဓာစတင်ရအခါတော်နေတည်မြတ်ဖြစ်ပါသောကြောင့်ဆရာတော်တန်ဃာတော်အရှင်သူမြတ်တို့မှာဥဆောင်၍အားလုံးသောမင်္ဂလာအပရိသတ်ပေါင်းတို့မှာနမောတတ္တဗုဒ္ဓဝရဏကထာပါဠိဖြင့်သုံးကြိမ်ရွတ်ဆိုရှိခိုးဥချသုံးလျက်ကုသရောမင်္ဂလာခန္ဓာဖွင့်လှစ်ပေးတော်မူပါမည်အကြောင်းယူသည်လေးမြတ်စွာပန်ကြားလျှောက်ထားအပ်ပါသည်ဗျာနမောတတ္တ
ဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တကုဏဝိသိတပူဇာမင်္ဂလာအခမ်းအနားအထူးထပူဇေယဘဂဝါမြတ်စွာဘုရားအားထူးမခြားနာဆိုတဲ့ရောင်ကြီးတော်ဘက်တချင်းခံနိုင်ငံကျော်စုတော်ရွှေရမင်းဥမှဥဆောင်၍မိမာ၏မြန်မာမှုအေဂီတာအဖွဲ့ဂီတာမှုစံရအောင်ရဲ့ကျော်နှဲပညာရှင်မောင်မျိုးမင်းတန်တို့မှာပူဇော်ကံဖွင့်တော်ပါခင်ဗျာတာဂိတမြို့နယ်တန်ခါနိုင်ကဥက္ကဋ္ဌဆရာတော်ဧကမဟာကန္ဓဝါစကပန္တိတာဗဒ္ဒန္တာတောနာရှင်မြတ်ဗျာပရိသတ်များငါးပါးသီလချင်းမြပြီးတော်မူပါရနှင့်အာလုံတော်မင်္ဂလာအပရိသတ်ပေါင်းတို့မှာဘုရားတရားတန်ခါယရဏမြတ်သုံးပါးတို့၏ခုံကိုအာယုံပြု၍ဩကာသကရောကျိုးဖြင့်ညညာဖြဖြရှိခိုးကရောကြဂုံးလည်းငါးပါးသီလခန့်စောင့်တည်ကြပါကုန်သို့ခင်ဗျာ